ဟုတ်ကဲ့မင်္ဂလာပါဗျာအခုကျွန်တော်တို့တိုင်းလိုမျိုးနေကနေပြီးတော့ဗောနော်ဆိုင်ငယ်နဲ့တော့၄နိုင်လောက်စီးပြီးတော့ဒီနောက်ထီပါကိုရောက်လာတယ်လာဦးရွာဗောနော်လာဦးရွာမှာဆိုရင်လေဒီရွာနာမည်လေးကဘာနာမည်လဲဗျာဒါကျွန်တော်ဟာဝိုင်ရွာတော့ခေါ်ရတယ်ဗျဟာဝိုင်ရွာမှာဆိုအိမ်ကြီး9အိမ်ပဲရှိတာဗောဗျာအဲ့9အိမ်မှာဆိုတကယ်ခက်ခဲပြီးတော့တကယ်ကိုလည်းဒုက္ခရောက်နေကြတယ်တကယ်ကိုဗောနော်စိတ်မကောင်းစရာအခြေအနေတွေအများကြီးတွေ့ရရတယ်တကယ်ကိုအခက်ခဲဖြစ်ပြီးတော့လုံးဝဒုက္ခရောက်နေတဲ့နေရာဗောနော်ပြီးတော့ဆရာဒီမှာရှိမှလက်ရှိငွေဘယ်လောက်ရှိလဲလို့အပြင်းနော်လာချက်ကောချိဘဖုခမကျော်လေကျေပိုက်ဆံချိဘလာချက်ကောဖုခမကျော်လေကျေမကျော်အကျော်တော့ဟင်းနော်ဟုတ်လဲမရှိဘူးလေကျွန်တော်လေလာလို့မရတော့တကယ်အော်တော့မရှိဘူးဘေးအဖော်မှာဘယ်လောက်ရှိမနီအပြင်းနော်ကဖုလာချက်လာဖုခမကျော်လေကျေလာချက်ကောဘာပြောလဲတကယ်မှမရှိဘူးတကယ်လို့နေထိုင်မကောင်းရင်ရောဘယ်လိုလုပ်ကြလဲအခုနော်ချိဘလာချက်ကောဖုတိပါမကျော်တော့နိုင်ပေါ်လာကိုတတ်စီဝီတော့ခက်ခဲတဲ့ကျေခရိုင်တော့ဟာကြောင့်မရရက်ကပဲအကွာကြလို့ပြီးတော့ဘာမှမရှိရတော့ဟိုဘက်မှာဟိုတရုတ်လေးရှိရဲအဲ့တရုတ်စီမှာတော့ပြောဟိုလက်ဆက်ချေးရပေါ့ချေးပြီးတော့နေကောပြောတော့ပြီဆိုလို့ရှိရင်သူတို့ကိုအလုပ်ပဲလုပ်ပြရတယ်ပေါ့အော်အဲ့လိုလားနေစခတဘောပေါ့အော်သူတို့ရှိမှာပတ်စံသွားချီးတယ်နေကောင်းသွားရင်သူတို့မှလုံအားနဲ့ပြန်ဆက်တာလုံအားနဲ့ပြန်ဆက်ပေးရပါတော့အော်အဲ့လိုလုပ်ရတာဘယ်နေရအလုပ်လုပ်ရတယ်ဟိုမှာ9000ချီးဘယ်နေရအလုပ်လုပ်ရတယ်အိုးနော်တင်းညကိုကခမပြလိုက်လေညာရှိပါရဲ့တဲကို9000ပဲရတယ်တဲကို9000ဆို10ရက်လုံးအောင်ပေါ့ဟောအဲ့လိုလားဒါကြီးကကျွန်တော်ဟိုအရင်တော့စာအုပ်တွေဖတ်ဘူးလေဗီဒီယိုကမှကြည့်ဒါအခုလက်ရှိတာပေါ့နော်ငွေချီးပွားရင်လုံအားလည်းပြန်ဆက်တာဩဗျာတကယ်ကျွန်တော်တော့အဝေါ်စရာပဲနော်အဲ့တော့ဒီရွာမှာကျတော့ဘာတွေလောက်ကင်စားတော့လဲချိဘနကတ်အမတီမူကြဝဲကျအမကခနာလေအမကခအမကတိမူကြဝဲကျ什么米的？呀，他来什么？米的叫什么米的？现在不怕呀。ဘာပြောလဲကိုလိုလောဆရာရောလည်းမမီနဲ့တဲပဲလို့မှတော်ရတယ်ခိုးထားပါတယ်တဲ့တခုတရမိရှုတယ်တော့တရမိရှုပြီးတော့သူကကြောက်ဖွေးဆိုင်မှာပေါ့ကိုပြောပြူပီဆိုင်ဖွေးလုံးနေပါလေတော်ရစပါးတွေစိုက်စားတာပေါ့အတော်စပါးစိုက်ရအောင်နော်ဟုတ်ပြီအဲ့တော့ဆိုင်ငယ်ရောကိုပိုင်ဆိုင်ငယ်လေးရှိလားနိုတိရလေတိရပဲစကတိကကြောပါကြောလားမကြောပါမရပါတိကိုတဲ့တင်ချကြောခေါ်စကအကြောပါမလားအကြောပါမရစကရောမရှိတဲ့အေရောများတယ်တဲ့ဆိုင်ငယ်မရှိတယ်များနော်ကိုဝဲတာကြတော့ဘာကိုဝဲတာနိုကိုပဲဖာရှာဘောမဖာရှာရဲ့ပဲကြည့်ကိုဘုရားရဲ့ဘုရားဘာသာပဲဘုရားဘာသာပဲလားဟိုမှာကျတော့နတ်ကိုကွယ်နော်နတ်ကိုဒါပေမဲ့ဘုရားဘာသာဆိုဘုရားဘာသာရဲ့နိတနာကိုသူတို့တိမမဟုတ်ဒါပေမဲ့နာမခါတဲ့တဘောပေါ့နာမခါဘုရားနာမခါဘုရားဘာသာတကယ်ကိုကွယ်တဲ့ခါကျတော့သူတို့ကိုရိုးရာအတိုင်းပဲသူတို့ကိုကွယ်နေဟုတ်နော်ဟုတ်ပြီโอเคအဲ့တော့ကျွန်တော်ကိုယ်ရုံပေါ့နော်တဲ့ရုံ9000လို့ပဲပြောလိုက်ပါတော့ချိဘနော်ကိုရေကိုတီရေပြငါမတာလာကျေးလေးပြောလားဝမ်းလာလားဟာလာကျေးပြောလားဟဲ့ဒါဟောပြောတယ်သူစတယ်မှာလည်းဘယ်လိုပြောလဲအဖိုးကြီးနေတော့လေဟာဘယ်လိုစပေးရမလဲဘယ်9000အဖိုးကြီးဟာဘလက်အဖိုးကြီးနေတော့ဘာမကြည့်ပါဒီမှာတရားအဖိုးကြီးအဖိုးကြီးကကောပြနခောက်ပို့ပို့ရှိတော့လေးငါညအဖိုးကြီးအဖိုးကြီးနေတော့လေးငါအဖိုးကြီးမယ်ဒီပါလေနော်ငါအဖိုးကြီးမတော်နိုင်လို့ပြောပြီနော်ဆရာနော်တက်ကရှိကြရမျိုးတိချာရှယ်သူတို့ပါလားပါသူကအစားထိုးထားတာအဖိုးကြီးနေတော့လေးငါအဖိုးကြီး那找来了，不家。အဖိုးကြီး那个啥啦，好有呀，အဖိုးကြီးအပြည့်ပြီနော်သူတိမှလည်းမဟုတ်တော့ဘယ်လိုခံစားရလဲကြ
那个那么我叫过去不要摸别不到，那你们看家里这有开始有啊。什么我觉得这个要摸下，要摸下来。家很远。我对不了，路没我对了，对我打完嘞。 အော်မတွေ့ဘူးလေလူမျိုးတွေ့ရတဲ့အတွက်ကျွန်တော်တို့အများကြီးရှိတယ်လို့ရန်ကုန်မှာရန်ကုန်လာမလားလို့ 哎，要可以抽纸，要抽纸那里，要可以被抽纸做药锅，别在这看过能拉嘎啦这拉啦这。 ကျန်းတော်မျိုးတော့မရောက်ဘူးပေါ့နော် 家都不要了，家里。来的回来，包括做三个没事， ဟောဆိုင်မရှိဘူးโอเคဝိုင်းမယ်နော်အလူချင်းအားလုံးပြောလာခဲ့မယ်နော် 三个没事。 ဟိုကြ